ဆိုတော့အားလုံးပဲမင်္ဂလာပါ Infinity Maths ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်တို့ဘယ် paper ကိုသွားမလဲဆိုရင် Mathematics 0580 paper ကိုမှကျွန်တော်တို့ paper 2 2020 October November paper 22ကိုသွားမှာဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်တနာရီခွဲမေးခွန်းဖြစ်တယ်တနာရီခွဲမေးခွန်းဖြစ်တဲ့အတွက်ကြောင့်မလို့ပုတ်စာတွေကတော့ဒီအခုနောက်2025စတဲ့မေးခွန်းအနေနဲ့စာရင်တော့နည်းနည်းပါးတော့ကွဲပြားသွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့စီမှာမေးခွန်းဘယ်နှပုတ်ရှိလဲယဉ်ကြည့်လိုက်ရအောင်ဒီမှာဆိုရင်တော့ပေးထားတာက26ပုတ်ပေးထားတယ်ဒါကြောင့်မလို့ကျွန်တော်ကတစ်ကနေပြီးတော့မှကျွန်တော်ဘယ်အထိရှင်းပြသွားမလဲဆိုရင်14အထိကျွန်တော်ရှင်းပြပေးသွားမှာဖြစ်တယ်ပေါ့နော်ကျန်တဲ့15ကနေပြီးတော့မှ26လောက်ထိကိုကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာစကြည့်လို့ရရပေါ့နော်ဆိုတော့ကျွန်တော်တို့ number 1 ပုတ်လေးနဲ့တခါတည်းစလိုက်ရအောင် write 200,017 in figures ဆိုတော့အရင်ဆုံးဘာကိုကြည့်မလဲ1000ရဲ့အရှိမဘာနံပါတ်ရှိလဲဆိုတာကြည့်မယ်ပေါ့နော်200,000ဆိုတဲ့အဓိပ္ပာယ်အရာကဥပမာကျွန်တော်တို့ digit 6လုံးရှိရဆိုပါစို့ digit 6လုံးရှိရဆိုရင်200,000ဆိုတော့ပြောရမယ်ဆိုရင်ဒီနေရာမှာရှိရဗျာပြောရမယ်ဆို2သိန်းဝန်းကျင်နားလောက်မှာရှိတယ်ပြီးတော့17ဖြစ်တဲ့အတွက်ကြောင့်မလို့17ဖြစ်တယ်in figure အနေနဲ့ထုတ်ခိုင်းတာမလို့အဖြေကိုကျွန်တော်တို့200017လို့ရေးလိုက်ပြီဆိုရင်ကျွန်တော်တို့အဖြေရပြီပေါ့နော်ဒါကတော့ simplest မေးခွန်းအလွယ်ဆုံးမေးခွန်းလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နံပါတ် B လေးကိုသွားလိုက်ရအောင်နံပါတ် B လေးကတော့နည်းနည်းညံစမ်းပုံစံမျိုးတော့ပေါက်တယ်ပေါ့နော်ဘာလို့စေချင်လဲဆိုရင် insert one pair of brackets bracket တွေတခုထည့်ပေးပါ to make the calculation correct ဒီ calculation equal to ညီအောင်လို့ဘယ် bracket လေးဘယ်နေရာမှာထည့်မယ်ဆိုရင် calculation မှန်လဲဆိုတာကြည့်မယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ဘာ rule နဲ့သွားမလဲဆိုရင် BIDMAS rule နဲ့သွားမယ်ပေါ့နော် BIDMAS ဆိုတဲ့အရာကကျွန်တော်တို့က bracket တွေကိုအရင်ရှင်းပြရတယ် bracket တွေကိုအရင်ရှင်းပြရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာဆိုရင် bracket နဲ့အရင်ဆုံးရှင်းပြီးတော့မှ6 ရလာမယ့်ဟာကိုဘယ်ဟာလုပ်လို့ရမလဲစဉ်းစားကြည့်မယ်အဲ့ဒါမလုပ်ခင်မှာကျွန်တော်ဒီတိုင်းရင်ပေါင်းကြည့်မယ်ဒီမှာဆိုရင်9ထဲက9ကိုနှုတ်2 2ထဲက3ကိုနှုတ် -1 -1 နဲ့4နဲ့ဆိုတော့3ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့သိကြတယ် bracket ကဒီကြားတွင်းထဲမှာလိုနေနေမယ်ဆိုတော့ကျွန်တော်တို့ဒီကောင်ဆိုရင်တော့ကျွန်တော်တို့အတူတူပဲပြောရမယ်ဆိုရင်7 - 5ကိုအရင်လောက်လိုက်တာပဲဆိုတော့အတူတူပဲမလို့ကျွန်တော်ဒီကောင်ကို bracket စဉ်းစားစရာမလိုတော့ဘူးပြီးတော့ကျွန်တော်တို့နောက်ထပ် bracket ဘယ်လိုစဉ်းစားမလဲဆိုရင်5နဲ့3နဲ့5နဲ့3နဲ့မှာဆိုရင်ကျွန်တော်တို့အရင်ဆုံး5နဲ့3နဲ့ရင်ရှင်းလိုက်မယ်ဆိုတော့2ကျန်မယ်7နဲ့က2ကိုနှုတ်တော့5 9နဲ့4နဲ့ပေါင်းတော့9ဖြစ်တဲ့မှန်တယ်ဆိုရင်ကျွန်တော်တို့အဖြေကိုတန်းပြီးတော့ယူရလို့ရပြီပေါ့နော်ဒါကတော့အဖြေကကျွန်တော်တို့5နဲ့3နဲ့ကြားထဲမှာရှိရဆိုတဲ့အဖြေကိုရလာမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဓိကကကျွန်တော်တို့ဘာကိုစဉ်းစားရမလဲဆိုရင်ဒီတိုင်း bracket မပါဘဲနဲ့တွက်ကြည့်မယ်ဆိုရင်အဖြေရလာရတယ်ဆိုရင်အရှိမတခါတည်း bracket ထည့်လိုက်ရင်ရတယ်ပေါ့နော်ဒါပေမဲ့တကယ်လို့အဲ့လိုပေါင်းကြည့်လို့မှမရဘူးဆိုရင်တော့ကျွန်တော်တို့ဂျားထဲမှာဘယ်လိုမျိုး bracket လေးထည့်ပြီးတော့မှလုပ်လို့ရလဲဆိုတော့ calculation ဘိုင်းကိုကျွန်တော်တို့သွားမှာဖြစ်တယ်ပုံမှန်ဆိုရင်တော့ဒါက2020ဘူးလို့ထင်ပါတယ်ဒီနောက်ပိုင်းမေးခွန်းတွေမှာတော့ကျွန်တော်ဒီလိုမျိုးပုံလေးမတွေ့ရတော့ဘူးပေါ့နော် anyways ကျွန်တော် number 3 ပုံလေးကိုသွားလိုက်ရအောင်6 - 2x is equal to 2x ကို solving x equal to ရှာပေးပါလို့ပေးထားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအရင်ဆုံး x တွေကိုတစ်ဖက်ချမ်းရင်ပို့လိုက်မယ်ပေါ့နော်ဒီမှာဆိုရင် -2x ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘယ်ဘက်ကိုညာဘက်ကိုပို့လိုက်တဲ့ချိန်မှာ 5x is equal to 6ဆိုပြီးဖြစ်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က x ကိုပြန်လို့ကျင်တဲ့အတွက်ကြောင့်မလို့9နဲ့ပြန်စားပေးရဖြစ်တယ်ဆိုတော့ကျွန်တော်တို့က6/5ဆိုတဲ့အဖြေကိုရလာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နံပါတ်4လေးလည်းတစ်ခါလေးသွားလိုက်ရအောင်ဆိုတော့သူ့မှာမေးထားတာကဘာလဲဆိုရင် triangle တစ်ခုပေးထားရပေါ့နော် triangle တစ်ခုလည်းပေးထားတယ်ပြီးတော့ parallel line နှစ်ခုလည်းရှိရပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကိုဘာစားစေခြင်းလဲဆိုရင် x နဲ့ y နဲ့ကိုရှာခိုင်းတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့က parallelogram rule မှာဆိုရင် rule 3ခုရှိရပေါ့နော်ဘာလဲဆိုရင် interior angle ရယ် alternate angle ရယ်ပြီးတော့ corresponding angle ဆိုရင်ကျွန်တော်3ခုရှိတယ်ဒီတွေကမှကျွန်တော်အဓိကတော့ဘယ်ဟာကို emphasize လုပ်သိချင်လဲဆိုရင် alternate angle နဲ့ interior angle နဲ့ emphasize လုပ်သိချင်တယ်ပေါ့နော်ဒီမှာဆိုရင် interior angle ဘယ်ဟာလုပ်လို့ရမလဲဒီမှာဆိုရင်တော့ရှင်းရှင်းလေးပါပဲဒီမှာတစ် line ဒီမှာ parallel line နှစ်ခုရှိတယ်အဲ့တော့ကျွန်တော်တို့ကဘယ်ဟာနဲ့သွားလို့ရမလဲဆိုရင်
x plus 120ကကျွန်တော်ဘာနဲ့ညီလဲဆိုရင်180နဲ့ညီရဲ့ formula တော့လို့ရတယ်ဒါကဘာလဲဆိုရင်ကျွန်တော်တို့က co-interior ပေါ့နော်ဆိုတော့ကျွန်တော်နည်းနည်းလွဲသွားတယ် co-interior angle လို့ခေါ်တယ်ပေါ့နော်ဒီ C ဒီ parallelogram တစ်ခုကြားထဲမှာရှိရဲ့ down ကိုပြောချင်တာဖြစ်တယ်ပေါ့နော်ဒါကကျွန်တော်တို့ x ရဲ့အဖြေရလာမယ်ပေါ့နော်အဲ့တော့ဒါလေးကိုဆက်ရှင်းလိုက်ရင် x = 60ဆိုတဲ့အဖြေရလာမယ်အဲ့တော့ကျွန်တော်တို့ကအဲ့တခုရသွားပြီ y တန်ဖိုးကိုရှာမယ် y တန်ဖိုးကိုကျွန်တော်ဘယ်လိုရှာလို့ရမလဲအရင်ဆုံးကျွန်တော်ကတော့ဘာနည်းနဲ့သွားလိုက်မလဲဆိုရင် alternate rule နဲ့ပဲသွားလိုက်မယ် alternate အရာဆိုရင်ကျွန်တော်တို့က x နဲ့ y နဲ့ကပေါင်း x နဲ့ y နဲ့ပေါင်းလိုက်မယ်ဆို140ရတယ်ပြောရမယ်ဆိုရင်ကျွန်တော်ဒီနားလေးမှာဗျာဇက်ပုံလေးဆွဲပြမယ်ဇက်ပုံလေးဆွဲပြမယ်ဆိုရင်ဘာကိုတွေ့ရမလဲဆိုရင်ကျွန်တော်ဒီအတွင်းထဲကထောင်းနဲ့ဒီအတွင်းထဲကထောင်းနဲ့ alternate ဖြစ်နေရအောင်တွေ့ရမယ်ပြောရင် z ပုံစံရှိနေရအောင်သတိထားမိလိမ့်မယ်အဲ့တော့ဒါကြောင့်မလို့ alternate ရဲ့ rule အရကျွန်တော်တို့ကဒီ angle ပထမဆုံးအဲ့ angle နှစ်ခုကညီရယ်ဆိုတဲ့ formula နဲ့သွားတာဖြစ်တယ်ဆိုတော့ဒါကိုကျွန်တော်တို့ဘာ angle လို့ရေးမလဲဆိုရင် alternate angle လို့ကျွန်တော်ရေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနောက်ဆုံး x တန်ဖိုးကကျွန်တော်တို့60ရထားပြီးသားဖြစ်တယ်so 60 plus y is equal to 140နောက်ဆုံး y အဖြေကဘယ်လောက်ရမလဲဆိုရင်80ရမယ်ပေါ့နော်ဆိုတော့နောက်ဆုံးအဖြေကကျွန်တော်တို့ x က60 y က80ဆိုတော့ကျွန်တော်တို့အဖြေရလာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ number 40ရကြမယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော် number 5လေးသွားလိုက်ရအောင် increase 42 by 60% 60% တိုးပြီးတော့42ကို60% တိုးတဲ့အဖြေကိုလိုချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ increasing formula ရဆိုရင်ကျွန်တော်တို့ original number ကိုဒီ percentage ကဒီမှာဆိုရင် increase ဖြစ်တဲ့အတွက်ကြောင့်လို့ percentage ထည့်ပြန်ပေါင်းပေးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့100 by 100ကိုမှာအပေါ်ကဒီပိုင်းဝေကိုဘာလုပ်ပေးရမလဲဆိုရင်increase ဖြစ်တဲ့ number နဲ့ပြန်ပေါင်းပေးရမယ်เนาะ percentage နဲ့ပြန်ပေါင်းပေးရမယ်အဲ့လိုပေါင်းလိုက်တဲ့အချိန်မှာကျွန်တော်ဘယ်လောက်ရလာလဲဆိုရင်42 multiply by 116 by 100ဆိုတဲ့အဖြေထွက်လာတယ်အဲ့ဒါကိုကျွန်တော် calculator နဲ့ရှင်းလိုက်မယ်ပေါ့เนาะရှင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အဖြေထွက်လာမှာဖြစ်တယ်ဒီမှာဆိုရင်เนาะကျွန်တော်တို့48.72 ထွက်တယ်ပေါ့เนาะတခုသတိထားပါအပြည့်တိုင်းထွက်ရင်အပြည့်တိုင်းယူပါဘာလို့လဲဆိုတော့ကျွန်တော်တို့တချို့ပုတ်လေးတွေမှာဆိုရင်ဒီလိုမျိုးပုတ်လေးမျိုးဆိုရင်ဘာရှိလဲဆိုရင်အဖြေကအပြည့်ထွက်တယ်ဒါပေမဲ့ decimal place က3 significant နဲ့ကျော်နေဆိုရင်လည်းအဲ့အဖြေလေးပဲယူပေးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ number 6လေးလဲသွားလိုက်ရအောင် factorize completely တမတ်တန်လေးတွေဆိုတော့တော်တော်လွယ်ပါတယ်တမတ်တန်ဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ဆုံးကျွန်တော်တို့ဘာလုပ်လိုက်မလဲ4နဲ့8နဲ့ကြားထဲမှာသူ့ရဲ့ common factor တစ်ခုရှိမယ် common highest factor ပေါ့နော်ဒီမှာဆိုရင်တော့ common highest factor ရှင်းရှင်းလေးပဲ4နဲ့မြောက်လိုက်မယ်ဆိုရင်1 minus 2x ဆိုရင်ကျွန်တော်အဖြေတန်းထွက်ပြီပေါ့နော်ဆိုတော့ number 6လေးလည်းရကြမယ်လို့ထင်တယ်အဓိကအရင်ဆုံးဘာလုပ်ရမလဲဆိုရင် highest common factor ကိုရှာ highest common factor ကိုရှာပြီးတော့မှ highest common factor နဲ့ပုံထုတ်ပြီးတော့မှရှာရတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော် number 7လေးလည်းသွားလိုက်ရအောင် number 7လေးကသူကဗာပေးထားလဲဆိုရင် area of triangle ABC က29နဲ့ညီတယ် AB က6ဖြစ်တယ်ဆိုရင်ကျွန်တော် h ကိုလိုချင်တာဖြစ်တယ်ဒီမှာတစ်ခုသတိထားမယ့်ချက်က triangle က right triangle မဟုတ်ပေမဲ့ကျွန်တော်တို့က area of triangle လိုချင်ရင်လည်း1/2 bh နဲ့ပဲတွေ့ရတာဖြစ်တယ်ဆိုတော့ ABC ရဲ့ area ကိုလိုချင်ရင်1/2 BH ပေါ့နော် B ကျွန်တော်တို့လိုချင်တဲ့ဟာလေးထည့်လိုက်မယ်ပေါ့နော်1/2 BH အဲ့တော့ကျွန်တော်တို့က area ကြီးကိုကျွန်တော်တို့20ခုပေးထားပြီးသားဖြစ်တယ်1/2 base ကကျွန်တော်6ပဲယူရမှာဖြစ်တယ် height ကတော့ကျွန်တော် height ပဲယူရမှာဘာဖြစ်လို့ height ပဲယူရမှာလဲဆိုရင်သူကဒီ triangle တစ်ခုလုံးကနောက်ကိုပြန်ဆက်သွားတဲ့ချိန်ကျရင်ဒီပြောရရင် height ဆိုတဲ့နေရာမှာက3can တစ်ခုရဲ့ height ဆိုတဲ့နေရာမှာကသူကဘယ်လိုပြရမလဲဒီ right triangle perpendicularly ဖြစ်ကြမယ်ပေါ့နော် perpendicular ဖြစ်ရင်သူ့ကို height လို့သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနောက်ဆုံးဆက်ရှင်းလိုက်မယ်ဆိုရင်ဒီမှာဆိုရင်เนาะကျွန်တော်တို့ခြေလို့ရတဲ့ဟာလေးရှိရယ်ဆိုတော့ကျွန်တော်တို့က 3h is equal to 27ဆိုတဲ့ဖြေရလာမယ်အဲ့တော့နောက်ဆုံးဖြေ h equal to 9ဆိုတဲ့
9 cm ဆိုတဲ့အဖြေရလာမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဖြေလေးကို9လို့ရေးလိုက်ရပြီပေါ့နော်ဆိုတော့ဒီပုံလေးလည်းရကြမယ်လို့ထင်ပါတယ် area of triangle အပုံလေးကိုပေါ့နော်ဆိုတော့နံပါတ်8ကစပြီးတော့ကျွန်တော်နည်းနည်းခတ်ပြီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကိုဘာလိုချင်လဲဆိုရင် one interior angle ရဲ့ size ကိုလိုချင်တာဖြစ်တယ်ဘာ size ဘယ်နှခုရှိလဲ size က40ရှိရပေါ့နော် regular polygon ဖြစ်တဲ့အတွက်ကြောင့်မလို့အနားမညီတာတွေပါတယ်တောင်းနေမညီတာတွေမရှိဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါကိုဘယ်လိုရှာမလဲဆိုရင် formula ရှိရပေါ့နော်ဆိုတော့one interior angle လိုချင်တာဖြစ်တယ်ဆိုတော့ one interior angle ကိုလိုချင်ရင် sorry ကျွန်တော်လက်ရေးလေးနည်းနည်းလေးဟိုဖြစ်နေတော့ကျွန်တော်ပြန်ပြင်ပေးမယ်နော်ဆိုတော့ကျွန်တော်တို့က one interior angle တစ်ခုကိုပဲကျွန်တော်တို့လိုချင်ရင်ဘာလုပ်ကြမလဲဆိုရင် n minus 2 multiplied by 180ကိုမှကျွန်တော်တို့ကဘာနဲ့စားပေးရလဲဆိုရင် n နဲ့ပြန်စားပေးရဖြစ်တယ်ဆိုတော့ n ဆိုတာဘာကိုပြောချင်တာလဲ n ဆိုတာကဒီမှာဆိုရင် number of size ကိုပြောချင်တာဖြစ်တယ်အဲ့တော့ n နေရာမှာကျွန်တော်40စားသွင်းလိုက်မယ်ဒီအောက်က n မှာလည်းကျွန်တော်40စားသွင်းလိုက်မှာဖြစ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ calculator နဲ့ရှင်းလိုက်မယ်38ကိုဘာနဲ့မြောက်ကျွန်တော်180နဲ့မြောက်မယ်ရတဲ့ဖြေကိုကျွန်တော်တို့ sorry 38ကို180နဲ့မြောက်မယ်ရတဲ့ဖြေကိုကျွန်တော်တို့40နဲ့ပြန်စားလိုက်မယ်ဆိုရင်ဘယ်လောက်ရမလဲဆိုရင်171 degree ဆိုတဲ့ finalize one interior angle အတွက်ကျွန်တော်အဖြေထွက်မယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ formula ကတော့ကျွန်တော်အသိမထားစေချင်တယ်ပေါ့နော်ဒါပေမဲ့တခုတော့ရှိတယ်ဒါက one interior angle မေးတာဖြစ်လို့ပေါ့နော်တချို့ပုတ်တွေဆိုရင် interior angles လို့မေးတာရှိတယ်အဲ့လိုမျိုးကြရင်တော့ကျွန်တော်တို့ကဘယ်ဟာကိုသွားရမလဲဆိုရင် n စားတာကိုဖြုတ်လိုက်မယ်ဆိုရင်ရတယ်ပေါ့နော်ပြောရမယ်ဆိုရင် n minus 2 multiply by 180ဆိုရင်ရပြီပေါ့နော်ဆိုတော့ကျွန်တော်နံပါတ်8လေးရမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်နံပါတ်9လေးသွားလိုက်ရအောင်နံပါတ်9လေးက simultaneous equation တွက်ပြပါဆိုတော့ဒီမှာဆိုရင်ဘာသတိထားလို့ရမလဲကျွန်တော် shortcut နည်းနဲ့သွားမယ်ပေါ့နော်ဘာလဲဆိုရင်ကျွန်တော်တို့က 2x နဲ့ 3x နဲ့က coefficient မတူလို့ကျွန်တော်တို့ပယ်လိုက်တယ်ကျွန်တော်တို့ x ကိုဟိုလိုမျိုးမစဉ်းစားတော့ဘူး y နဲ့ y နဲ့တူနေရဆိုရင်ကျွန်တော်ပေါင်းရမလားနှုတ်ရမလားတခါတည်း equation ကိုပေါင်းရမလားနှုတ်ရမလားတန်းလောက်လို့ရပြီပေါ့နော်ဒီမှာဆိုရင်တော့အပေါင်းနဲ့အနှုတ်မတူတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ပေါင်းလိုက်မယ်ပေါ့နော်ဒီ equation တစ်ခုကိုပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဘာဖြစ်သွားမလဲဆိုရင် plus y နဲ့ minus y နဲ့ကြည်သွားလိုက်မယ်အဲ့တော့ကျွန်တော်တို့ကဘယ်လောက်ထွက်မလဲဆိုရင် 5x ကကျွန်တော်15ထွက်မယ်နောက်ဆုံးအဖြေ x equal to 3ဆိုရယ်ကျွန်တော်အဖြေတစ်ခုထွက်လာမယ်ပေါ့နော်အဲ့တော့ဒါကိုကျွန်တော် equation 1လို့သတ်မှတ်လိုက်ပြီးတော့ဒါကို equation 2လို့သတ်မှတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်လိုက်မလဲဆိုရင် ဒီ x ကိုကျွန်တော်ဘယ် equation မှာစားသွင်းမလဲဆိုတဲ့ဟာကိုကြည့်ရမယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာဆိုရင်1ကိုစားသွင်းလိုက်မယ်ပေါ့နော် so substitution x equal to 3 in equation 1မှာစားသွင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့က x နေရာမှာ3ဖြစ်သွားမယ် plus y equal to 7ဒါကြောင့်မလို့ကျွန်တော်ရဲ့အဖြေကဘယ်လောက်ထွက်လာမလဲဆိုရင် y equal to 1ထွက်လာတယ်ပေါ့နော်ဒါကြောင့်မလို့အဖြေပြန်ရေးမယ်ဆိုရင် x equal to 3 y equal to 1ဆိုပြီးရလာမှာဖြစ်တယ်ဆိုတော့ x equal to 3 y equal to 1ဆိုပြီးရလာဖြစ်တယ်ပေါ့နော်ဆိုတော့နံပါတ်9လေးလည်းရကြမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်နံပါတ်10လေးလည်းသွားလိုက်ရအောင်နံပါတ်10လေးကကျွန်တော်တို့ဗာမေးလဲဆိုရင် calculator မသုံးပါနဲ့ calculator မသုံးနဲ့လို့ပြောထားရတဲ့ကြောင့်မလို့ calculator နဲ့တွက်လာတဲ့အဖြေမှန်သမျှကိုသူတို့ဘက်ကနေ working တိုက်စစ်ပြီးတော့မှလုပ်ပေးရဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ဆုံး problem ကိုရေးလိုက်ရအောင်ဘာလဲဆိုရင် 5/6 divided by 1 by 3ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအရင်ဆုံးဘာလို့ပေးကြမလဲဆိုရင် mixed fraction ကျွန်တော်တို့ဒီမှာဆိုရင်1 by 3ကိုကျွန်တော်တို့ improper fraction ဆိုတဲ့ fraction ကိုပြောင်းပေးရမှာဖြစ်တယ်ပေါ့နော်ပြောရမယ်ဆိုတော့ပိုင်းချီပိုင်းဝေပဲရှိရယ် fraction တစ်ခုကိုပြောင်းပေးရမှာဖြစ်တယ်အဲ့တော့ဒီမှာဆိုရင် 5/6 divided by ရှင်းလိုက်မယ်ဆိုရင်3ကို1နဲ့ညောက်တော့3ကို1နဲ့ပေါင်းတော့4ဆိုတော့ 4/3 ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကစားတယ် fraction တစ်ခုကိုစားတယ်ဆိုရင်နောက်ကစားထားတဲ့ fraction ကိုဘာလို့ပေးရမလဲဆိုရင်ပြောင်းပြန်လမ်းပေးရမယ်ပေါ့နော်ပြောင်းပြန်လမ်းပေးပြီးမြောက်လဲရတယ်ပေါ့နော်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဥပမာ plus 1/3 က3နဲ့စားတာနဲ့အတူတူပဲဗျာထိုနည်းတူစွာပဲပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့
flip လုပ်လိုက်မယ်ဆိုရင်ဘယ်လောက်ကျန်မလဲဆိုရင်3/4ဆိုပြီးကျန်မယ်အဲ့တော့ပုံမှန်တိုင်းပဲခြေလို့ရတဲ့ဟာလေးခြေမယ်ဒီမှာဆိုရင်နှစ်ခြေလို့ရတဲ့အတွက်ကြောင့်လို့ခြေလိုက်တဲ့ချိန်မှာဘယ်လောက်ရမလဲဆိုရင်5/8ဆိုရဲကျွန်တော် final answer ရမှာဖြစ်တယ်ပေါ့နော်ဒီပုံလေးလည်းရကြမယ်လို့ထင်တယ်တကယ်လို့ fraction တွေပါတွေတေချာတွက်တတ်မယ်ဆိုရင်တော့3မှတ်ကလည်းအလကားမှတ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နံပါတ်11လေးကိုသွားလိုက်ရအောင်နံပါတ်11လေးကလည်းကျွန်တော်တို့တိတ်မစိမ့်ပါဘူးပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဘာလုပ်မလဲ coefficient တွေရေးရှင်းလိုက်မယ် coefficient တွေရေးရှင်းမယ်ဆိုတဲ့နေရာမှာကျွန်တော်တို့က2ကို9နဲ့မြောက်ကမယ်အမြောက်ကျွန်တော်တို့က power တွေကြတော့ကျွန်တော်တို့ဘယ်လိုစဉ်းစားရမလဲဆိုရင် power ဒီ exponent နှစ်ခုရှိရဆိုရင်အဲ့ exponent က base 2နေကျွန်တော်တို့က power တွေကိုပေါင်းပြီးရဖြစ်တယ်ဒါက laws of indices ထဲကကျွန်တော်တို့ multiplication rule နဲ့သွားတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုရှင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့က 10x power 7ဆိုပြီးကျွန်တော်ထွက်လာမှာဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုရင် 10x power 7ဆိုပြီးကျွန်တော်တို့ရလာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နံပါတ်11လေးလည်းရမယ်လို့ထင်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့နံပါတ်12 13 14လေးပြီးမယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးအန်လိုက်ကြမယ်ပေါ့နော်အဲ့တော့ကျွန်တော်နံပါတ်12လို့ရင်သွားလိုက်ရအောင်အဲ့တော့ကျွန်တော်တို့ကိုအရင်ပါပေးထားလဲဆိုရင် Alex နဲ့ Chris နှစ်ယောက်ရှိတယ် Alex နဲ့ Chris နဲ့မှာသူတို့ကဘာရထားလဲဆိုရင်အချို့ချင်းတွေကိုဒီ ratio တိုင်းရထားတယ်ပေါ့နော် ratio ကဘယ်လောက်လဲဆိုရင် 7:3 လို့ပေးထားဖြစ်တယ်အဲ့တော့ပြီးတော့ဘာပြောထားသေးလဲဆိုရင် Alex က Chris တဲ့ချိုချင်း20ပိုရရလို့ပေးထားရပေါ့နော်အဲ့တော့ကျွန်တော်ဒီ ratio လေးကိုကျွန်တော်ရင်ချရေးလိုက်မယ်ပေါ့နော် ratio လေးကိုကျွန်တော်ချရေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဘာကိုသတိထားမိလိုက်မလဲဆိုရင်ဒီ ratio မှာသူ့ရဲ့ differences ရှိမယ်ဗျာဒီမှာဆိုရင် differences က4ရှိမယ်သူပေးထားတာက Alex က Crystal ချိုချင်း20ပိုရတယ်လို့ပြောထားရပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီ differences unit ကိုကျွန်တော်20နဲ့တန်းညီလိုက်မယ်ဘာဖြစ်လို့ကျွန်တော်20နဲ့ညီရလဲဘာလို့လဲဆိုတော့ကျွန်တော်တို့က Alex ကဒီမှာဆိုရင် unit ပိုများနေတာဖြစ်တယ် Chris ကကျွန်တော်တို့3 unit Alex က7 unit ဆိုတော့ကျွန်တော်တို့က Alex က4 unit ပိုနေတာဖြစ်တယ်ပြီးတော့သူပြေးထားတဲ့အချက်မှာဆိုရင်လည်း Alex က Chris တက်ချိုချင်း20ပိုရတဲ့အတွက်ကြောင့်မလို့ဒီမှာ4 unit ပိုနေတဲ့ unit နဲ့ဒီမှာချိုချင်းပိုနေရဲ့အချိုချင်း20နဲ့ကကျွန်တော်တို့ညီလိုက်လို့ရရပေါ့နော်ပြောရမယ်ဆိုရင်အဲ့တော့ကျွန်တော်တို့ကဘယ်လောက်ဖြစ်သွားမလဲဆိုရင်1 unit ကိုဘယ်လောက်ဖြစ်သွားမလဲဆိုရင်5ငါချိုချင်း9လုံးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့မေကွန်းကိုတေချာပတ်ပါဘယ်သူ့ကိုလိုချင်တာလဲ Alex ကိုလိုချင်တာလား Chris ကိုလိုချင်တာလားဒီမှာဆိုရင်တော့ရှင်းရှင်းလေးပဲ Chris ကိုလိုချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနားလေးမှာရေးလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့က Chris ရဲ့ချွတ်ချင်ဘယ်နှခုရလဲဆိုတဲ့ဟာကိုတွက်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ unit ဘယ်နှခုရှိလဲ unit က3 unit ရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်9ကို3နဲ့ညှောင်းလိုက်တော့ကျွန်တော်နောက်ဆုံးဖြေ15 unit ဆိုတဲ့အဖြေထွက်လာရပေါ့နော် sorry 15 Swiss ထွက်လာရပေါ့နော် sorry ကျွန်တော်နည်းနည်းလေးလွဲသွားလို့ပါ15 Swiss ပေါ့နော်ကျွန်တော်နည်းနည်းတင်ပြီးမယ်နော်အဲ့တော့ကျွန်တော်တို့အဖြေရေးလိုက်မယ်ဆိုရင်အဖြေက15 Swiss လို့15လို့ရေးလိုက်ရပြီပေါ့နော် ratio တွေဘာတွေတွက်တက်မယ်ဆိုရင်နံပါတ်7ကလည်းတွေ့တဲ့ပုံပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နံပါတ်73လေးလည်းသွားလိုက်ရအောင်ဘာပေးထားလဲဆိုရင်ကျွန်တော်တို့ကို rectangle ကြီးတစ်ခုပေးထားတယ် okay rectangle ကြီးတစ်ခုပေးထားတယ်သူ့ရဲ့ size က12 cm ရှိတယ်ဒါကတော့နည်းနည်း approximately ရနည်းနည်းလွယ်နေမှာပေါ့နော်ကျွန်တော်ဒီမှာ12ရေးလိုက်မယ်ပြီးတော့ကျွန်တော်တို့ကိုဗာပေးထားသေးလဲဆိုရင် diagonal ဆိုတာဘာကိုပြောချင်တာလဲဆိုရင်ဒီ rectangle ကြီးတစ်ခုလုံးရဲ့ဖြတ်မြင့်ကိုပြောချင်တာဖြစ်တယ်အဲ့တော့သူ့ရဲ့ rectangle ကဘယ်လောက်ပေးထားလဲဆိုရင်13ပေးထားဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကဘာလိုချင်တာလဲဆိုရင် rectangle area ကိုလိုချင်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့က rectangle area ရှာဖို့အတွက်ဆိုရင် base multiply by height base multiply by height ဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်တို့က base တော့တည်ကျွန်တော် height မသိဘူးအဲ့တော့ height ကိုဘယ်လိုရှာမလဲဒီမှာတစ်ခုသတိထားမိမှတော့မသိဘူးဒါက right triangle ဖြစ်နေ
right triangle ကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီမှာက12ရှိဒီမှာ73ရှိဆိုကျွန်တော်တို့ by using Pythagoras theorem ကျွန်တော်သုံးမှာဖြစ်တယ်ပေါ့နော်ဆိုကျွန်တော်တို့ Pythagoras theorem ကိုသုံးတဲ့အရာဆိုရင်ကျွန်တော်တို့ကဒီဟာကိုကျွန်တော် h လို့ကျွန်တော်ထားလိုက်မယ်ပေါ့နော် h squared plus 12 squared is equal to 13 square ပေါ့နော်ပြောရမယ်ဆိုရင်အနားနှစ်ခု square တင်လိုက်တာကိုပေါင်းတာနဲ့ diagonal square တင်လိုက်တာနဲ့ညီရပေါ့နော်အဲ့တော့ကျွန်တော်တို့ကရှင်းလိုက်မယ်ဆိုရင် a square ကကျွန်တော်73လေးက169 12လေးက144အဲ့တော့ကျွန်တော်တို့က a square ကဘယ်လောက်ထွက်လာမလဲဆိုရင်25ထွက်လာမယ်ပေါ့နော်အဲ့တော့ h ကိုကျွန်တော်တို့ကပြန်ယူမယ်ဆိုရင်5 cm ယူနိုင်ရပြီပေါ့နော် length ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပေါင်းလို့တွက်စရာမလိုတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ area of rectangle ကိုတန်းရှာလို့ရပြီ rectangle area ကိုလိုချင်ရင်ကျွန်တော်တို့က base နဲ့ height နဲ့မြောက်ပြရတာ哦အဲ့တော့ကျွန်တော်တို့က base က7နဲ့ height ကဘယ်လောက်ဖြစ်သွားမလဲဆိုရင်5ဖြစ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဖြေ16 cm square ဆိုတဲ့အဖြေထွက်လာမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့နောက်ဆုံးအဖြေဘယ်လောက်ထွက်လာမလဲ16 cm square ဆိုပြီးထွက်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့နံပါတ်73ပုဒ်လေးလည်းရကြမယ်လို့ထင်ပါတယ်အဓိကက Pythagoras သုံးတက်လားပြီးတော့ basic geometry ရလားဆိုတာကိုနံပါတ်73ကစမ်းစစ်တာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးရပြီဆိုရင်ကျွန်တော်နံပါတ်14လေးကိုသွားလိုက်ရအောင်နံပါတ်14မှာကတခုထူးကြတာရှိတယ်။ဘာလဲဆိုရင်သူကပုံမှန်ဆိုရင်ဒီမှာက10 power တွေကတူနေကျွန်တော်ရှင်းလို့ရပါတော့။ဒါပေမဲ့ဒီနေရာမှာဘာတွေ့ရမလဲဆိုရင် power တွေကမတူနေဘူးပေါ့နော်။ဒီမှာဆိုရင်10 power မှာ10 power 199ဒီမှာကျတော့ကျွန်တော်တို့ power ကဘယ်လောက်လဲဆိုရင်2 multiply 10 power 201ဖြစ်နေအဲ့တော့ကျွန်တော်တို့ကဘာလို့ပေးရမလဲဆိုရင် exponent နှစ်ခုညီအောင်လုပ်ပေးရမယ်ဘယ်လိုနီးသွားဘယ်ဟာဘယ် exponent ကိုညီရတယ်ပေါ့နော်ကျွန်တော်ကတော့ဘယ်ဟာကို recommend ပေးလဲဆိုရင်ကျွန်တော်ဘာလုပ်လိုက်မလဲဆိုရင်10 power 199ကို201ပြောင်းလိုက်မယ်ပေါ့နော်အဲ့လိုပြောင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့က3 multiply by 10 power 201 by 10 power 2ဖြစ်သွားပြီပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့က power ကိုစားတယ်ဆိုရင် power နှုတ်လိုက်ရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ကျွန်တော်တို့ဒါလေးကကျွန်တော်ရမယ်ဒီဘက်က power ကတော့ဒီဘက် power အတိုင်းပဲကျွန်တော်ထားလိုက်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါလေးကိုရှင်းလိုက်မယ်ဆိုရင်3ကို100နဲ့စားလိုက်မယ်ဆိုရင် 0.03 ထွက်လာမှာဖြစ်တယ်0.03 multiply by 10 power 201 plus ကျွန်တော်တို့2 multiply by 10 power 201ထွက်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့က power ချင်း exponent ချင်းတူပြီဆိုရင်ကျွန်တော်တို့ power ပုံထုတ်ပြီးတော့ကျွန်တော်တို့ရှင်းလို့ရပြီဖြစ်တယ်အဲ့တော့ကျွန်တော်တို့က 0.03 plus 2 multiply by 10 power 201အဲ့တော့ကျွန်တော်ကနောက်ဆုံးဖြေဘယ်လောက်ရမလဲဆိုရင် 2.03 multiply by 10 power 201ဆိုပြီးကျွန်တော်ဖြေရမှာဖြစ်တယ်ဒီမှာဆိုရင် standard form နဲ့ထုတ်ပြီးပါလို့ပြောချင်တာကပြောရမယ်ဆိုရင်ဒသမရဲ့အရှိမကဏ္ဍတစ်လုံးပဲရှိရမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်အဖြေ 2.03 multiply by 10 power 201ဆိုရင်ကျွန်တော်ဖြေရမယ်ပေါ့နော်ဘာဖြစ်လို့ကျွန်တော်ကကြည်နီးနဲ့မတွက်လိုက်တွက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ပုံမြင်တဲ့နီးလို့ထင်လို့ကျွန်တော်သွားလိုက်တာဖြစ်တယ်201 199ပြောင်းလို့မရဘူးလားဆိုရင်ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုကြာရင်ကျွန်တော်တို့က standard form ပြန်ပြောင်းရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဆိုရင်ကျွန်တော်အဲ့ဒါလေးကိုတွက်လိုက်မယ်ဆိုရင်200ဆိုပြီးကျွန်တော်ထွက်လိုက်မယ်200 multiply မှာ10 power 199လို့ထွက်လိုက်မယ်အဲ့ဒါကိုမှကျွန်တော်တို့က standard form ပြန်ပြင်ပြီးနေရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ power များတဲ့ကောင် power နည်းတဲ့ကောင်ကနေ power မြောင်းတဲ့ကောင်ကိုပြောင်းတာကပို့ပြီးတော့အဆင်ပြေလို့ကျွန်တော်စိတ်ထဲမှာထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီနည်းနဲ့တွက်လိုက်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါပါပဲတစ်ကနေပြီးတော့ကျွန်တော်14ထိကိုကျွန်တော်တက်နိုင်တဲ့တော့ကျွန်တော်တွက်ပြီးသွားတာဖြစ်တယ်တကယ်လို့နားမလည်တာရှိရင်ကျွန်တော်ရဲ့ Telegram မှာပဲဖြစ်ဖြစ် YouTube comment အောက်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့မေးလို့ရတယ်ပေါ့နော်ဆိုတော့အားလုံးပဲနားထောင်ပေးကြလို့ကျေးဇူးထူးပင်တင်ရှိပါတယ်
နောက်နေ့ကျရင်ပြန်တွေ့မယ်ပေါ့နော်ဆိုတော့တာယာသောနေ့ဖြစ်ပါစေဘိုင်ဘိုင်ပါ